အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာစပေါ့ဇုံကနေကြိုဆိုလိုက်ပါတယ်ဒီကမှာတော့တနင်္ဂနွေနေ့ည10:00နာရီမှာကံမဲ့လီဗာပူးနဲ့မန်ယူပွဲတင်တော့ခံမှန်းချက်လာပါပြီမိတ်ဆွေတို့အဆင့်2ကအသင်းနဲ့အဆင့်10ကအသင်းဆိုပေမဲ့တိုင်းစစ်ဖွင့်ကစားမဲ့အားပြိုင်မှုဆိုတော့ကြည်ကောင်းမဲ့ပွဲဖြစ်လာမှာတေးကြပါတယ်အင်ရှင်လီဗာပူးကတော့အနည်းဆုံး2ဂိုးပြသွင်းမဲ့အနေထားရှိနေပြီးအဝေးကွင်းမန်ယူကလည်းတိုင်းစစ်ဖွင့်ကစားမဲ့ပွဲလို့သုံးသပ်ချင်ပါတယ်ပေါက်ကြီးတွေရာဆိုရင်လည်းအင်ရှင်လီဗာပူးကဝမ်းပြန်ပေါက်ထားတဲ့အတွက်အင်ရှင်နိုင်ဆိုတော့တေးချပါပြီကိုပေါင်းကြီးက350ရှုံးဆိုတော့အဝေးကွင်းမန်ယူကတော့တကူပြန်ရမှာတေးကြတဲ့ပွဲပါရလအနေနဲ့ကတော့ 4-2-3-1 ဖြစ်နိုင်ပြီးတော့ဂိုးပေါ်သေးကြမဲ့ပွဲပါပဲနောက်ခါဒီမှာလည်းကောင်းဆုံး tip တွေလာအောင်မှာဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားခဲ့ပါအောင်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာစပေါ့ဇုံကနေကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့တနင်္ဂနွေနေ့ည10:00နာရီမှာကံမဲ့လီဗာပူးနဲ့မန်ယူပွဲတင်တော့ခံမှန်းချက်လာပါပြီမိတ်ဆွေတို့အဆင့်2ကအသင်းနဲ့အဆင့်10ကအသင်းဆိုပေမဲ့တိုင်းစစ်ဖွင့်ကစားမဲ့အားပြိုင်မှုဆိုတော့ကြည်ကောင်းမဲ့ပွဲဖြစ်လာမှာတေးကြပါတယ်အင်ရှင်လီဗာပူးကတော့အနည်းဆုံး2ဂိုးပြသွင်းမဲ့အနေထားရှိနေပြီးအဝေးကွင်းမန်ယူကလည်းတိုင်းစစ်ဖွင့်ကစားမဲ့ပွဲလို့သုံးသပ်ချင်ပါတယ်ပေါက်ကြီးတွေရာဆိုရင်လည်းအင်ရှင်လီဗာပူးကဝမ်းပြန်ပေါက်ထားတဲ့အတွက်အင်ရှင်နိုင်ဆိုတော့တေးချပါပြီကိုပေါင်းကြီးက350ရှုံး